ရဲ့ရင်ထဲကတီးတဲ့ပုတ်ကိုရွှေထုတ်လို့တီးဆိုလိုက်ပြရစေရှုံးသမားအတွက်အဆက်ပြေလေးပေါ့အချီအဆက်ပြေလေးပေါ့ရွှေအောင်ဖိတ်စားသူကိုယ်တိုင်ကမ်းပါလို့မင်္ဂလာပွဲလို့ကိုယ်တိုင်လမ်းပါလို့ရှုံးသမားလေးနဲ့ချဲခဲ့သူပါလေအနံ့ရသူတွေရှိကမောလို့ပြောပါစေပြောနေပါစေမင်္ဂလာဟုတ်မစားစင်ကပြန်ကလာသူပါမမြည်ရင်စနဲ့သူနှုတ်ဆက်ရှာနာမမြကိုလေးအချင်းလေးနဲ့ဖြောပြီးပြီးကိုတို့တို့ကလေးသူကတောင်းဆိုနေအရှုံးသမားအဆက်ပြီးအချင်းလေးတစ်ပုတ်ဒီဆိုပြောင်းမယ်ချစ်ခွဲလို့နေမိပြောပါစေလေမိလူရနေကတော့နှလုံးသားလေးကိုလက်ခင်ပြီးမဲ့လူရစေအရှုံးသမားအဆက်ပြီးအပြုံးကလေးနဲ့ကိုရှာပြီးအခုလိုလက်ခုပ်တန်လေးနဲ့ရှင်းမအားပေးလိုက်ကြတာအများအမြင်မှာအားရကျင်တဲ့ဆရာကောင်းလာပြီမဲ့ကိုယ့်ရဲ့ရှင်ထဲမှာချေမွားလို့မတက်နှလုံးသားကိုနေရခက်တယ်လို့ခံစားနေရပါတယ်မင်းတို့မင်္ဂလာပွဲမှာရောက်လာခဲ့တဲ့အရှုံးသမားအတွက်ပြန်လဲတောက်ပြန်ပြီးတဲ့မင်းရဲ့အပြုံးလူကြားကငိုရှာပြီးတဲ့ပြုံးလေးဟာအရှုံးသမားအတွက်အဆက်ပြေလေးကိုအချစ်ရဲ့မင်းတို့ကိုယ့်ရဲ့အသေးနှလုံးကိုလမ်းခင်းပြီးလို့မင်းလို့ရနင်းသွားပါတော့မင်းဘဝလေးထောင်ရအပြုတ်ရှင်ပါလို့ချစ်ရဲ့ရွှေအောင်ဖိတ်စားသူကိုယ်တိုင်ကမ်းပါလို့မင်္ဂလာပွဲလို့ကိုယ်တိုင်လမ်းပါလို့ရှုံးသမားလေးနဲ့ချဲခဲ့သူပါလေအနံ့ရသူတွေရှိကမောလို့ပြောနေပါစေမင်္ဂလာဟုတ်မစားစင်ကပြန်ကလာသူပါမမြည်ရင်စနဲ့သူနှုတ်ဆက်ရှာနာမမြကိုလေးအချင်းလေးနဲ့ဖြောပြီးပြီးကိုတို့တို့ကလေးသူကတောင်းဆိုနေအရှုံးသမားအဆက်ပြီးအချင်းလေးတစ်ပုတ်ဒီဆိုပြောင်းတယ်ချစ်ခွဲလို့နေ